cái đó chỉ quay đâu mà rồi ông chỉ quay của nó lâu à mày nó đi qua phía này rồi mà vào đánh một tí là လမ်းညွှန်ပေးလာဆိုတာမတော်တော့တင်တန်းသားတွေကကြည့်ချင်တဲ့ဥစ္စာလေးတွေကိုသူတို့လိုအပ်တာလိုက်ပြီးတော့မှပြောပြပေးတယ်ဒီလိုတော့ရှိတာပေါ့လေ ok ok học đi thứ ba học ခုနောက်ပဲတင်တန်းမေးတဲ့သူတွေကလေအဲ့လိုပေါ့နော်ထူးထူးဆန်းဆန်းလေးမေးလာတယ်အမားတို့ဆိုလို့ရှိရင်တင်တန်းတင်တဲ့အချိန်မှာဆိုတင်တန်းတင်ရင်းကနေပြီးတော့မှသူနဲ့ဆက်တဲ့ကိစ္စသူနဲ့ဆက်တဲ့ကိစ္စတွေဆိုအမားတို့ဆိုတောက်လျှောက်ပြောပြီးသွားနော်ပြီးရင်တင်တန်းတင်တဲ့အချိန်မှာပြောတဲ့စကားလေးဆိုလို့ရှိရင်ဖြတ်ပြီးလို့ရှိရင်အမားတို့ဒီမှာတက်တော့တွေမှာလည်းတင်ပေးနေရနော်ဒါပေမဲ့သူတို့အဲ့ဒါတွေမကြည့်ဘူးလားမသိဘူးအမားလေအမကအမောက်တင်တန်းမေးတဲ့အချိန်မှာဆိုရင်တင်တန်းမေးတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့လိုပေါ့စီဝါရေးလောက်တက်အောင်တင်ပေးလားဘာညာဆိုလို့ရှိရင်အမလေးတိတ်ပြီးတော့မှပြန်မပြောဖြစ်ဘူးတော်တော်နေကြဟဲအမခံပြီးတော့တင်ပေးတဲ့ဘာညာလို့ပြောတဲ့ခါကြလို့ရှိရင်သူတို့စီဝါမဖြစ်လို့ရှိရင်ကိုတာဝင်းဖြစ်နေမှာလေတာဝင်းမြူနိုင်ဘူးယူလာတဲ့တင်တန်းကြီးလေးရဖြင့်9သိန်းခွဲနဲ့ကျမတို့တဘွားလုံးတာဝင်းယူနေရအောင်မယ်သူတို့တဘွားလုံးကသူ့ယောက်ျားတာဝင်းယူလိုက်မှလေဟုတ်တယ်မလားမလို့ဆိုလို့ရှိရင်တင်တန်းတင်ရင်နဲ့လိုအပ်တဲ့ကိစ္စရက်တွေကိုပြောပြသွားပြီးတဲ့ဟိုတလော်လေးတော့လည်းဖြတ်ပြီးတော့တင်ပေးတဲ့ထဲမှာဆိုပါတယ်မလားစက်ပြတင်တန်းတက်ပြီးဆိုလို့ရှိရင်ဒါပဲလှုပ်ရှားရမယ်လို့မဟုတ်ဘူးကုန်ကျန်းတွေလည်းရောင်းလို့ရမယ်နော်စက်ပြတွေ product တွေလည်းထုတ်ပြီးတော့ရောင်းလို့ရမယ်ပြီးလို့ရှိရင် product ထုတ်ရောင်းလို့ရပြီးတဲ့အပြင်ကိုကနေပြီးတော့မှဒီလိုမျိုးပေါ့ TikTok တွေမှာ Facebook တွေမှာ YouTube တွေမှာဗီဒီယိုတွေရိုက်ပြီးတော့မှပတ်စံရှာခြင်းလားဗီဒီယို edit တွေလောက်တဲ့လောက်မလောက်တဲ့တော့တက်အမတို့ကကိုလောက်တာအမတင်တဲ့ထက်ကဗီဒီယိုတွေလည်းကိုရိုက်တယ်ကိုလောက်တယ်ကို edit တွေလုပ်တယ်ကိုတင်တယ်ကိုစာတန်းတွေထိုးတယ်အကုန်ကိုလောက်တာပြောပြလားတင်တဲ့တက်ပြီလားဆိုလို့ရှိရင်ကုန်ကျန်းတွေရောင်းစားလို့ရမယ်ကုန်ကျန်းရောင်းစားတာတော့အမြန်ဆုံးပဲလို့အမပြောပြီးသားအဲ့ဒီကုန်ကျန်းရောင်းတဲ့ဝန်ဆောင်မှုအမစီမှာယူလို့ရတယ်လို့ပြောပြီးသားတင်တဲ့တက်ကုန်ကြဝန်ဆောင်မှုကကုန်ကြဝန်ဆောင်မှုတက်ကုန်ကြဝန်ဆောင်မှုက8သိန်းအဲ့ဒီကုန်ကြဝန်ဆောင်မှု8သိန်းဆိုတာကိုဟိုတနေ့တော့လာမေးတဲ့ကောင်မလေးရတယ်စက်ပြတင်တန်းတွေအကုန် PC 8သိန်းလားတဲ့ရောကူချင်းနဲ့ပတ်စံ8သိန်းဘာမှမရှိဘူး